သိပ္ပံပညာဆိုတာလူသားတွေရဲ့ဘဝကိုပုံမကောင်းမွန်အောင်ဖန်တီးပေးတဲ့အရာပါဒါပေမဲ့တစ်ခါတလေမှာသိပ္ပံပညာရှင်တွေရဲ့စူးစမ်းလိုစိတ်ဟာအကန့်အသတ်တွေကိုကျော်လွန်သွားတဲ့အခါဘာဖြစ်မလဲအမှားအယွင်းတစ်ခုခုဖြစ်ရုံနဲ့တကဘာလုံးကိုပျက်စီးစေနိုင်တဲ့ဒါမှမဟုတ်လူသားမျိုးနွယ်ရဲ့ဖြစ်တည်မှုကိုပါပြောင်းလဲပြင်နိုင်တဲ့အန်ဒီရဲ့ရှိစမ်းသပ်မှုတွေအခုလောလောဆယ်ကဘာပေါ်မှာရှိနေပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးတတိထားစောင့်ကြည့်ရမယ်စိုးရိမ်စရာသိပ္ပံစမ်းသပ်မှု၃ခုအကြောင်းကို Daily Point မြန်မာကနေတင်ဆက်ပေးသွားမှာပါ Daily Point မြန်မာကနေကြိုးဆိုပါတယ်ကျွန်တော်တို့နဲ့အတူကဘာကြီးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့အစမ်းကျယ်ဆုံးလျှို့ဝှက်ချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါပထမဆုံးတစ်ခုကတော့မျိုးရိုးဗီဇကိုစိတ်ကြိုက်ပြုပြင်ပြောင်းလဲတဲ့နည်းပညာပါသိပ္ပံပညာရှင်တွေဟာယောဂပိုးသယ်ဆောင်တဲ့ခြင်တွေကိုမျိုးတုံးသွားအောင်မျိုးရိုးဗီဇပြောင်းလဲကိုကြိုးစားနေကြပါတယ်အပြင်ပန်းကြည့်ရင်ကောင်းတယ်လို့ထင်ရပေမဲ့တကယ်လို့ဒီပြုပြင်ထားတဲ့တရားဝါတွေကတဘာဝတရားရဲ့ဂေဟစနစ်ကိုမှားယွင်းပြီးဖြစ်စည်းမိသွားရင်ဘာဖြစ်မလဲအစာကွင်းဆက်တစ်ခုလုံးပျက်စီးသွားပြီးလူသားတွေကမျော်လင့်မထားတဲ့ကပ်ဘေးကြီးတွေဆိုက်ရောက်လာနိုင်တယ်လို့ပညာရှင်အချို့ကသတိပေးထားပါတယ်နေအန်ဒီရဲ့ရှိ virus များကိုအားဖြည့်ခြင်းဒါကလို့အတော်လေးကိုအငင်းပွားဖွယ်ရာစမ်းသပ်မှုပါ virus တွေကအနာဂတ်မှာဘယ်လိုမျိုးအသွင်ပြောင်းလာမလဲဆိုတာကြိုတင်သိရအောင်တခွဲခင်းထဲမှာ virus တွေကိုပုံမပြင်းထန်လာအောင်တမင်တကာဖန်တီးတဲ့စမ်းသပ်မှုဖြစ်ပါတယ်ရည်ရွယ်ချက်ကကာကွယ်ဆေးကြိုထောက်ဖို့ဖြစ်ပေမဲ့အဲ့ဒီပြင်းထန် virus တွေသာတခွဲခင်းထဲကနေမတော်တဆအပြင်ကိုပြန့်နှံ့သွားခဲ့ရင်2020မှာကြုံခဲ့ရတဲ့ကပ်ရောဂါထက်အစပေါင်းများစွာပိုဆိုးတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ရနိုင်ပါတယ်3ကမ္ဘာအကြီးဆုံးအမှုကရှိန်မြင့်ဆက်ဆွစ်ဇာလန်နိုင်ငံကမြေအောက်ကီလိုမီတာပေါင်းများစွာအကွာမှာရှိတဲ့ဒီဇက်ကြီးဟာစက်ချဝေရဲ့လျှို့ဝှက်ချက်တွေကိုရှာဖွေဖို့အမှုတွေကိုအလင်းလင်းနှုံးဒီပါနဲ့တိုက်မိအောင်လှုပ်ဆောင်နေတာပါသိပ္ပံပညာရှင်အချို့ကတော့ဒီလိုတိုက်မိမှုတွေကနေ micro black hole လို့ခေါ်တဲ့အပေါက်ငယ်လေးတွေဖြစ်လာပြီးကမ္ဘာမြေကိုဝါမြူသွားနိုင်တယ်လို့စိုးရိမ်ခဲ့ကြပါတယ်လက်ရှိမှာအန်ဒီရဲ့မရှိဘူးလို့ဆိုထားပေမဲ့ဒါဟာတဘာဝတရားရဲ့စွမ်းအင်တွေကိုကစားနေတာဖြစ်လို့သတိထားရမယ့်အချက်ပါပဲဒီစမ်းသပ်မှုတွေဟာလူသားတွေတိုးတက်ဖို့အတွက်လှုပ်ဆောင်နေတာမှန်ပေမဲ့ကျင်းတရက်နဲ့စီးကမ်းတွေသာလွှတ်ထွက်သွားခဲ့ရင်ကျွန်တော်တို့ရဲ့အနာဂတ်ဟာပြုံးပြင်းတွေထက်လို့ကဘာပြက်ကိန်းနဲ့ကြုံရနိုင်ပါတယ်သိပ္ပံပညာရဲ့အရှိန်အဟုန်ဟာထိန်းချုပ်မှုအောက်မှာရှိနေဖို့ကအဓိကအကြဆိုပါပဲမိတ်ဆွေတို့ကတော့ဒီစမ်းသပ်မှုတွေထဲကဘယ်အရာကလူသားတွေအတွက်အန်ဒီရဲ့အကြီးဆုံးလို့ထင်ပါသလဲဒါမှမဟုတ်သိပ္ပံပညာကကဘာကြီးကိုကဲတင်နိုင်မယ်လို့ပဲယုံကြည်ပါသလား comment မှာဆွေးနွေးသွားလို့ရပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာဤပညာနဲ့သိပ္ပံဘူးတူတာတွေကိုအမြဲလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားဖို့မမေ့ပါဘူးနော်ပုံမဆောင်လင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့ YouTube channel ကိုလည်း subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်